ကြီးပြိဿတိုင်ငံလှဲ့လေလာတော့ဘုန်းကြီးလေးတစ်ပါးကကန်းဆက်မှာငားများဘုန်းကြီးဗာများဘုန်းကြီးမနာမဲနဲ့ငားများရင်ကောင်းတဲ့လုံလားမကောင်းတဲ့လုံလားဒီဘုန်းကြီးပြိဿဘုန်းကြီးကောင်းဟုတ်သေးလားခဏခေတ်လို့ဆိုဘာမှကြတာမကောင်းပြောတော့မှာဟုတ်လားအဲ့တော့ဘုန်းကြီးလေးကဘာလုပ်တုံးမေဘယင်နဲ့အမူကြီးမတ်ရသေနာပရိတွေလည်းမြည်ရောငမြာတံပြစ်ချပြီးတစ်ပင်အောက်သွားပြီးသင်္ကန်းလေးနဲ့ထိုင်နေဘုန်းကြီးလေးပြန်ဖြစ်သွားပြန်အဲ့ဒီမှာပြိဿအဲ့ဒီနားလဲရောက်ပြီးရောဘယင်ကြီးကဟဲ့မူကြီးမတ်ရသေနာပရိတို့ငါသွားလေရတန်ဃာတော်များတွေ့ရင်လှူဖို့တဲ့သင်္ကန်းလေးတွေဆောင်းလေးကြီးတဲ့သင်္ကန်းလေးများပါစေလားတဲ့မေးတယ်ပါပါတယ်ဘယင်ကြီးပါရင်အဲ့ဒီကိုတော်လေးသင်္ကန်းကတ်ကွာဟင်ဘယင်ကြီးစောစောကငါးများတာလीမမြင်ဘူးလားမြင်တယ်ဟာမြင်ပါလေကနေဘုန်းကြီးမတန်ပဲမကောင်းတာကြီးလုံတာဘယင်ကြီးဘယ်နဲ့သွားပြီးသင်္ကန်းကတ်အောင်မှာတော့ဩမင်းတို့ကလည်းငါတို့မမြင်ခင် तू ငါးများတာငါတို့လည်းမြင်လိုက်ရောငမြတန်းချပြီးဒီအောက်ပြေးထိုင်တယ်မို့လားအာကုသို့လောက်ရမှာလူရှိမှာ तू အာကုသို့လောက်ရမှာရှက်တဲ့စိတ်လေးသူ့တန်တန်ရှိသေးတယ်အဲ့ဒီစိတ်လေးငါကြည်ညိုတာကွာလို့ဒီလူပြောတာတယ်ဗျဘာကိုရှာသွားတယ်ကောင်းကွက်ကိုရှာသွားတာသူတော်ကောင်းတို့ကုသိုလ်ဖြစ်ခြင်းနဲ့ဆိုကောင်းကွက်ကိုရှာရတယ်သူတော်ကောင်းတို့ကုသိုလ်ဖြစ်ခြင်းဘာကိုရှာရမလဲကောင်းကွက်ကိုရှာမေတ္တာဖြစ်တယ်မို့လားမကောင်းကွက်ကိုရှာရင်တော့သူအကုသို့ကိုအကုသို့ဖြစ်တတ်တယ်ဟုတ်လားသူချိုးမကြတာသွားပြီးတော့အပြစ်ပြောထိုင်ပြောနေသူအကုသို့ကဘယ်သူအကုသို့ဖြစ်